တင်ကအကာတဝတ်စုံထဲမှာပြီးပေါက်လိုက်မယ်ဆိုရင်အငွေ့တွေကိုထုတ်ပေးဖို့အပေါက်သေးလေးရှိမယ်လို့ထင်နိုင်ပါတယ်။ဒါပေမဲ့ဝတ်စုံရဲ့ပထမအလွှာကလေကျက်နေပြီးအနံ့တွေကအစလေတွေအားလုံးကပိတ်မိနေမှာပါ။ဒါပေမဲ့တင်အီးလေလိုမကောင်းတဲ့လေတွေကိုစုပ်ယူပြီးစီစစ်ပေးတဲ့ဆက်ကလေးတော့ရှိပါတယ်။ဒါပေမဲ့အဲ့ဒါကအနံ့တွေကိုတော့မပြောက်စေပါဘူး။ဆိုလိုတာကတော့တင်ကမိနစ်အနည်းငယ်လောက်ထိကိုအီးနံ့ကိုရှူပြီးအာကာသထဲမှာလွှင့်မျောနေမှာပါ။သူကထောင်ချောက်ထဲမှာခြေနင်းမိသွားပြီးသူ့ခြေထောက်ကညက်နေပါတော့တယ်။သူကရုံထွက်ဖို့ကြိုးစားခဲ့ပေမဲ့ရက်အနည်းငယ်လောက်ထိညက်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့ထောင်ချောက်ထောင်ခဲ့တဲ့မူဆိုးရောက်လာပြီးထောင်ချောက်ကိုဖြုတ်ပေးခဲ့ပါတယ်။ဒါပေမဲ့သူကကူညီရမယ့်အစားသူ့ကိုပစ်ထားခဲ့ပါတယ်။သူကလမ်းလျှောက်ဖို့အတွက်အတော်ဒဏ်ရာရနေခဲ့ပြီးသူ့မှာဖုံးလည်းရှိမနေခဲ့ပါဘူး။သူဟာ10 ရက်လောက်ထိတွားသွားဖို့ကြိုးစားခဲ့ပြီးအသက်ရှင်ဖို့အတွက်ပိုးကောင်တွေစားပြီးစမ်းချောင်းကရေတွေတောက်နေခဲ့ရပါတယ်။နောက်ဆုံးမှာတော့သူ့ငိုတန်တွေကိုငားမြသမားကကြားခဲ့ပြီးသူဟာပေါင်30လောက်ကျသွားပြီးခြေထောက်ကပုတ်နေခဲ့ပေမဲ့အသက်ရှင်ခဲ့ပါတယ်။